ငါ့ဘွဲထဲမှာ140တော့မင်းတို့10ရောက်လူရဲကောင်း10ရောက်ငါရွေးတယ်နော်ဟုတ်လားဟုတ်ညခံမလားကုကုတတ်သိမလားဟုတ်တယ်ကဲပါပဲအဲ့တော့မှငါတပည့်နော်အဲ့တော့တမတော်ချစ်မှန်လို့တဲ့တမတော်ကမိတမတော်ကဖာပဲနော်စစ်တပ်မရှိရင်တိုင်းပြည်ပြည့်စည်မှာပဲဟုတ်လားမဟုတ်လားဟုတ်တယ်ဟို2000လုံးနော်မင်းတို့စုရက်စုတော်မှာသူတို့ခေါ်ရင်ခေါ်တဲ့ချိန်ကိုသွားပါနော်ဟုတ်ခေါ်ရင်ခုသွားမှာမဲမဲခေါ်မနှမသွားပါဘယ်ချိန်ခေါ်မယ်ဘယ်ချိန်သွားဆိုတော့ချိန်မပြောဘူးချိန်ပြောတော့မင်းတို့ကရှယ်ကျွေးရတယ်ရှယ်မွေးရတယ်နော်လူ140ထဲမှာမင်းတို့10ယောက်ကိုငါသူရဲကောင်းနေနဲ့ငါရွေးလိုက်ဟုတ်လားမဟုတ်လားဟုတ်တယ်ပြည်ရဲနဲ့တွေ့ဘာလို့အောင်အညာခံပြီးလက်နဲ့ချမှာလားကိုကိုတတ်သိမလားဟုတ်တယ်ပါပဲဆန်ရှားတယ်ပဲနော်ဆန်ရှားတယ်ပဲရှင်းပါသွားတယ်ဆိုတော့ရာဇဝင်မှာဖြစ်เสียနော်ငါသိကလည်းမချနိုင်နော်ငါလည်းဗဇာတဲ့ကိုကြီးနေတော့ထဲလာတယ်ကြီးတော့မအောင်ရင်တော့ဟုတ်လားဟုတ်တယ်ကိုတက်ကိုဒိန်ဘယ်တော့မှရှင်မပါမခံဘူး